Okay အားလုံးမင်္ဂလာပါကျွန်တော်တို့ PNA Game ဖြစ်ပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော် Minecraft ထဲမှာ Spider ဆော်တော့ဖြစ်ပါတယ်ဒါတော့ကျွန်တော်ရဲ့ Minecraft Spider Series number 1ပေါ့ episode 1 Okay ဒါတော့ကျွန်တော်Noodle Craft လို့ခေါ်ပါတယ် Okay စရအောင်ကျွန်တော်အရင်ဆုံးတစ်ပင်ခုံမယ်ကဲကျွန်တော်တက်တော့တော့ကျွန်တော်လိုတလောက်ရလာပြီဆိုတော့ဗျာကျွန်တော်320လောက်ရပြီဆိုတော့ကျွန်တော်โอเคကျွန်တော်ဒီတော့ကျွန်တော်ရွာပြန်မယ်ပရိုဂရမ်မှာကျွန်တော်အစားအစာတွေမှာတိုးတယ်အောင်တိုင်ဟုတ်ရှယ်โอเคရောက်ပြီဝက်ညမှာဒါရှိနေလို့โอเคကျွန်တော်လိုတလောက်ကျွန်တော်တက်ပြီးပြီဆိုတော့ဗျာကျွန်တော်ဒီဆုံးကျွန်တော်အစားအစာအတွက်ကျွန်တော်ရွာမှာကျွန်တော်ပါမုံနည်းနည်းပေါ့နည်းနည်းကုန်းစင်းအောင်ဒီရွာမှာစပါးမရှိဘူးလား What No စပါးမရှိဘူးလားလို့ရှိပြတယ်မယ်ကျွန်တော်တို့ချင်းအစပါးအတုံးရောအဲ့လိုချင်းOkay ဒီမှာမိကိုကန်ကောင်းချင်ကျွန်တော်မိကိုတွေ့ရ Okay ချက်သား Hello Yoda Hello ကျွန်တော်အရင်ဆုံးဗျာကျွန်တော်လောက်ကြရှိတာကကျွန်တော်ကြောက်တုံးတွေတူဖို့အတွက်ကျွန်တော် creative table ကိုချမယ်ပြီးရတယ်ကျွန်တော်pick up တစ်ခုလုပ်မယ်ပြီးရတယ် Okay ကျွန်တော်ကြောက်တုံးတူအောင်Okay ကျွန်တော်လမ်းပြင်ပေးရနေတယ်ကြောက်တုံးတွေတူအောင်ဟိုအာယုံလမ်းဖဲပြီးဖဲရှူကျွန်တော်2 in 2နဲ့ပဲကျွန်တော်ဒါ iron ကျွန်တော်39တုံးရလာတယ်ပြီးရင်ကျွန်တော်ခိုးကတော့ကျွန်တော်33တုံးရလာပြီပြောတယ် Okay ဒီတော့ကျွန်တော်တက်ချူရအောင်ဗျာဒီ iron တွေတက်ချူရကျွန်တော်ဓာတ်တွေပါရေးလုပ်ရမယ်ပြီးရကျွန်တော်စိုက်ပျိုးတွေလုပ်ရမယ် Okay ကျွန်တော်ဒီမှာပစိန်ဒီချောင်းလို့မယ်ပြင်ကျုံမလို့အဲ့ပစိန်ကိုကျွန်တော်ရွာသားတွေပြန်ဟဲ့အောင်ရွာသားတွေပစိန်မလားဟဲ့အောင်ကောင်ခူးဝယ်တာဟာโอเคကြိုက်တယ်အမရက်3လုံးโอเคကျွန်တော်အမရက်ရပါပြီပြီးရင်ကျွန်တော်ဒါနော်โอเคကျွန်တော် average နှစ်ခုရပါပြီ average နှစ်ခုရပါတယ်ကျွန်တော်အိမ်မှာတသိမ့်မှာကျွန်တော်အိမ်အဖြစ်ကျွန်တော်တတ်မှတ်တာကအိမ်လောက်ထားမှရအောင်ဘူးလို့လဲဆရာကျွန်တော်မှအိမ်မရှိသေးဘူးဗျဒီတော့ကျွန်တော် chest တစ်ခုလိုက်ရှာမယ်โอเคအဲ့တော့ဒီ chest တော့မိုက်ရစားတာရရှိတယ်ပြင်ကျွန်တော်ဒီ chest ကိုတူးမယ်ဖြုတ်ဒီ chest ကိုဖြုတ်ရထောင်ဆုံးအောင်ကျွန်တော်ထားတာကောင်းတယ်โอเคthis one all my chest ရှိရပေါ်ကျွန်တော် potato ကျွန်တော်ဒါတော့ကျွန်တော်ယူသွားလိုက်မယ် okay ပြီးရင်ကျွန်တော်တို့ဒီမှာအမာရီဝင်မယ် let's go ကျွန်တော်အာရုံကျူလိုက်ဗျာဒီ iron တွေကကျွန်တော်နည်းနည်းတော့ကြာမယ်ထင်တဲ့အတွက်ကျွန်တော်ကတစ်ပင်ပိုင်းနဲ့တက်ခုံမျိုးကျွန်တော်ခုံရင်းနဲ့ကျွန်တော်ညရအောင်သွားပါတယ် okay ကျွန်တော်ညရအောင်ပြီးတော့ဒီမြင်းလေးလာတာကကျွန်တော်နောက်ပြီးကျွန်တော်တစ်ခါလောက်ဒီမြင်းလေးဝေးရမယ်ဗျ okay ဒါနဲ့ကျွန်တော်ကအခုကျွန်တော်အိမ်သွားမယ်Wow, zombie are spawning behind. Let's go to my house. Fresh. Go. Hey man, what happened? Hello spider. Okay. Okay, you know I want to try it again. Oh. Okay. iron ကကျွန်တော်နည်းနည်းကြံသေးရဲ့ဗျ
let's go ကျွန်တော်သွားရအောင်ဆက်စားလာတော့ကျွန်တော်အိမ်တိတ်မှာကျွန်တော်တွေ့ရရဲ့စပါးရဲ့okay ဟိုနောက်အဲ့စပါးတရိပ်ပဲခြေတော့ဒါရွာလူကြီးအိမ်လို့ထင်တာပဲ okay ဘယ်ကျွန်တော်ကျန်တဲ့စီကြာကျွန်တော်သိမ်းနာမယ်ဘာလို့ဆိုကျွန်တော်စိုက်ပျိုးလုပ်တဲ့ချိန်ကြရင်ကျွန်တော်လူချင်းလိုအပ်တယ်တော့ဒီတူးနှကောင်ကိုလုပ်မယ်ဒီနွားနှကောင်ကိုကျွန်တော်လုပ်မယ် oh my god ရဲ့နွားရေမထွက်လာဘူးလားရဲ့ငါကအုပ်လိုက်လိုက်လာပြီကျို့ဒီချွေးတော့ကျွန်တော်တတ်ရမယ်ကျွန်တော်ကျိုးရတယ်ဗျရတိုက်ရပါတယ်မင်းပါဒီတော့ပါဒီတော့တိုက်ပါရတယ်လေတော့ရတယ်โอเคဆိုင်းနေတည်ပြီမယ်ဒီတော့ကျွန်တော်နောက်ခါကျရင်ကျွန်တော်ကျွန်တော်နောက်ခါကျရင်ကျွန်တော်လုံးဝကျွန်တော်ဒီလက်ကျွန်တော်ဒရိုက်ကောင်ပြောဒီရွာကြီးကိုအရင်ကျွန်တော်အမဲလိုက်မယ်โอเคကျွန်တော်စားတက်အမဲလိုက်ရ hello Mr. Cow ပြောရည်ဒီမှာကျွန်တော်နောက်ကကျွန်တော်တူရအောင်ဘူးလည်းကျွန်တော်မိုင်းမလူးချင်သေးဘူးကျွန်တော်အစာအတွက်တော့ကျွန်တော်ရတော့ရလာပြီ okay အဲ့ကျွန်တော်တချူရအောင်အစာကိုokay ကျွန်တော်အရင်ဆုံးအုတ်ချုပ်ကိုတယ်ပြင်ကျွန်တော်ဓာတ်လေးတစ်ခုတော့အောင်မယ်ဗျဟိုညဘက်ဆိုကျွန်တော်ဒီညကျွန်တော်မအိပ်ဘူးဗျကျန်းကောင်လေးအမိတ်လိုက်မယ်ရှီတစ်ခုလုံးမယ်ပြီးရင်ကျွန်တော်တို့ဒီကောင်ဆက်တယ် okay ကျွန်တော်ဆက်တယ်တစ်ခုလုံးအောင်ကျွန်တော်ခုနကကျွန်တော်ခုတစ်ခါကျွန်တော်မြင်းခုတော့တွေ့လိုက် okay ဆိုတော့ကျွန်တော်တို့ iron da ပြီး pick up okay ကျွန်တော် okay ကျွန်တော် chest နဲ့မလို့အဲ့ဒါတွေတစ်ထည့်အောင်အဲ့ဒီပဲဒီခုထားရအောင်ပြန်နေကျွန်တော်တက်မယ်အာမဖို့မယ် okay ကျွန်တော်iron full အောင်မှာတော့ကျွန်တော်ရသွားပြီဖြစ်ပါတယ် okay ကျွန်တော်sorry ခေကျွန်တော်သွားရအောင်ဒီညကျွန်တော်ညမမြရဖို့ကျွန်တော်တို့စောင့်ရရွယ်ကျွန်တော်ညရဖို့စောင့်နေနေကျွန်တော်ကျိုးရှိအောင်ကျွန်တော်တစ်ပင်လေးပါရင်းနဲ့တက်ခုတ်လိုက်ဦးမယ်ကျွန်တော် episode 2မှာကျွန်တော်ရဲ့အိမ်ကိုကျွန်တော်စောင့်ပြသွားမှာဖြစ်ပါတယ် okay ကျွန်တော်နောက်ဆုံးတော့ကျွန်တော်တို့စောင့်မျှော်နေတဲ့ကျွန်တော်ညတော့ကျွန်တော်ရောက်ရှိသွားပါပြီဟုတ်တယ်ဆရာယောက် creeper ရပါဘူးဒလူလေးဖြစ်နေတာတော့ငါပြတ်အနာမတ်တချီမီလို့မရဘူးဘာကျွန်တော်တော့အုပ်လိုက်လိုက်ပြီဟာ oh my god ကျွန်တော် skeleton ကိုတက်မှရမှာပြော skeleton ကျွန်တော်အရေးကြီးရယ်Oh my god ညောကျွန်တော်အဲ့မရတော့ဗျကျွန်တော်အမဲလိုက်တာကျွန်တော်နောက်မှပဲလိုက်တယ်ညောရွာသားထညောမလုပ်ပါနဲ့ကွာမင်းရွာသားရတောင်းမှုတာယော
သွားပြီကျွန်တော်အဲ့တော့ပဲ Okay အားလုံးကြည့်ပြီးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုကြားနေတဲ့ like နဲ့ update ကြပါဦးခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye ကျွန်တော် episode 2လည်းကျွန်တော် brother တို့အားပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ် Okay ကျေးဇူးတင်ပါတယ်